ဒီမျိုးသမီးရဲ့အိမ်ထဲကိုအိမ်မိတဲ့သူတိုင်းတေဆုံးကုန်ကြတယ်1980ပြည့်ခုနှစ်တုန်းကကနေဒါမျိုးဟန်နီအရက်မှာဘာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်သူကတဲကိုခန့်နဲ့ဖွေထားပြီးထူးခြားတာကအဲ့ဒီကိုလေးနဲ့တော့မှရောက်တဲ့တဲကိုခန့်မျိုးဖြစ်နေခဲ့တာပေါ့သူကအဲ့တဲတွေလာပြီးဆိုလို့ရှိရင်တော့ဝရန်တာမှာပြုံးပြုံးရွှင်နဲ့ဂျိုးဆူလို့ရှိတာပေါ့ပြီးတော့ညစာကိုလည်းကောင်းကောင်းမွန်မွန်ချက်ကျွေးသေးတာဒါပေမဲ့စိုးတာတစ်ခုကအဲ့ဒီကိုရောက်သွားတဲ့လူတိုင်းမနေ့စာစားချိန်ဆိုတယောက်မှမရှိကြတော့တာပါပဲ1985ခုနှစ်ဇွန်လ16ရက်နေ့မှာတော့ဂျိုခန့်ဆိုတဲ့လူတယောက်ဟာအဲ့ဒီအိမ်ထဲကိုတညအိပ်ဖို့ရောက်လာခဲ့တယ်သူကအဲ့ဒီမှာကြောင်ရတဲ့အတွေ့အကြုံကိုမှတ်တမ်းတင်ထားဖို့အတွက်လည်းစောင့်ဖြတ်ထားတာပေါ့သူကအဲ့ဒီမျိုးသမီးနဲ့တွေ့တော့အမျိုးသမီးဟာအမြဲတမ်းကိုဖော်ရွေတယ်ကိုသူတွေ့ခဲ့ရတယ်သူ့ကိုရောအဲ့ဒီတဲကိုခန့်မှာလာတဲ့နောက်တယောက်အဲ့တဲကိုပါညစာကိုအကောင်းစားနဲ့ချက်ကျွေးခဲ့တယ်သမင်းစားပြီးသူတို့ကကိုခန့်ကိုပြန်ပြီးအိပ်ဖို့စောင့်ဖြတ်လိုက်ကြတာပေါ့ညတကောင်ကျော်အချိန်ရောက်မှာတော့ဂျိုခန့်တယောက်နှိုးလာခဲ့သူကအဲ့ချီမူသူဖြစ်နေတဲ့အချိန်မှာပဲအိမ်အောက်မှာတခြားလူရဲ့အော်တန်ကိုကြားလိုက်ရတယ်အဲ့ဒီနောက်မှာနောက်ဖေးတကားတန်ပွေးတော့တာကိုလည်းသူကကြားလိုက်သေးတာသူပြင်းပေါက်ကနေလှမ်းကြည့်လိုက်တော့အင်ရှီအမျိုးသမီးကလူတယောက်ကိုအိမ်နောက်ကအသားစားအပင်ကြီးအောက်ကိုခေါ်သွားနေခဲ့တာသူ့ရဲ့အိမ်မွေးအပင်ကြီးကတော့လူသားစားရတော့မှမို့အရန်ကိုပျော်နေခဲ့တာပေါ့အဲ့ဒီနောက်အင်ရှီအမျိုးသမီးကအိမ်ထဲကိုပြန်ပြေးဝင်လာတာကိုဂျိုခန့်တယောက်တွေ့လိုက်ရတော့ကရင်ဘောကိုအမြန်တက်ပြီးအချင်အောင်စောင်းနေခဲ့တယ်ခဏနေတော့လေကားဘောကနေတက်လာတဲ့ခြေတံကိုသူကြားလိုက်ရပြန်တယ်ခဏနေတော့သူ့အခန့်တကားဟသွားတဲ့အချိန်ဂျိုခန့်ကလည်းမထူတော့ဘူးဆိုပြီးပြည်ရင်ပေါက်ကနေခုံချကားစီကိုအမြန်ပြေးတော့တာဒါပေမဲ့သူတတိယတော့တာတခုရှိနေခဲ့တယ်အဲ့ဒါကဟိုဘက်ကန်ကိုကူးဖို့လာဂျိုမဲ့လေကမနက်၈နာရီမှရောက်လာမှကိုပေါ့